ကျွန်တော်ခုပြပေးမှာတော့ Samsung ဖုန်းတွေမှာကျွန်တော်တို့မြန်မာသားမှန်မှန်နဲ့ပြဿနာပေါ့နောက်ဆုံးထွက်တဲ့ version 511 5.11 5.1.1 ပေါ့511နေများသောအားဖြင့် A series တွေပေါ့ Samsung A5 တို့ A7 တို့ A8 တို့နောက်ပြီးတော့ J နဲ့ပတ်သက်တဲ့ series တွေပေါ့နောက်ဆုံးထွက်တဲ့ version တွေမှာကျွန်တော်တို့မြန်မာသားတွေမှန်မှန်မဟုတ်ဘူးကျွန်တော်ကတော့ဒီဖုန်းကတော့မြန်မာသားအဆင်ပြေသွားပြီခင်ဗျအဲ့တော့ကျွန်တော်ထည့်ပုံထည့်နည်းလေးတွေမြန်မာသားမှတ်မှန်ရင်ဘယ်လိုထည့်ရတယ်ဆိုတာလေးကိုကျွန်တော်ပြောပြပါအခုဒါတော့အခုကျွန်တော်လက်ရှိလုပ်နေရ A ပတ်ပါနှစ်ဆင့်သွားရမယ်ခင်ဗျ software တစ်ခုကို down ယူရမှာခင်ဗျပထမဆုံး application store မှာညဘာရှင်းမှာမြန်မာဘာရှင်းမှာ511မှာဘာရှင်းရကျွန်တော်511မှာနောက်ဆုံးဘာရှင်းမှာဘာရှင်းရ511ဖြစ်ပါတယ်Android ပုံစံ511မှာမြန်မာသားမှတ်မှန်ပါဘူးဒါတော့ A ပတ်ပါနောက် A5 တို့နောက် J series တွေကမတည့်ပါဘူးအဲ့တော့ကျွန်တော်မြန်မာသားဘယ်လိုအဆင်ပြေအောင်လုပ်မလဲဆိုတာလေးကိုကျွန်တော်ပြပါမယ်ဟုတ်ကဲ့တော့ဘာသာစကားမှာမြန်မာကိုမသုံးပါနဲ့ထုတ်လိုက်ပါပြီးရင်ကျွန်တော်တို့ United Kingdom ဖြစ်ဖြစ် United States ပဲဖြစ်ဖြစ်သုံးပေးလိုက်ပါဟုတ်ကဲ့နောက်ဘယ်ကိုသွားမလဲကျွန်တော်ပြပါမယ် language မှာ language မှာကျွန်တော်တို့ English ထားပေးလိုက်ပါဟုတ်ကဲ့ language မှာ English ထားပေးလိုက်ပါဟုတ်ကဲ့ရပါပြီနောက်မှ English ထားဆိုပထမဆုံးကျွန်တော် Play Store ကိုသွားပါ Play Store ကိုသွားပါခင်ဗျဟုတ်ကဲ့ပြီးရင်ကျွန်တော်တို့ iPhone ရိုက်ပါ iPhone ကိုရိုက်ပါ iPhone ကိုတောင်းပါဟုတ်ကဲ့အပေါ်ဆုံးမှာတွေ့ရလိမ့်မယ် iPhone is plan for file iPhone ကွဲစားကွဲပင်နဲ့ is plan for file ကိုတောင်းပါဟုတ်ကဲ့ install ပါဟုတ်ကဲ့ install ပြီးပြီဆိုခဏစောင့်ပေးလိုက်ပါကျွန်တော်အဲ့ဒီ iPhone Index file ထဲကနေကျွန်တော် file 2မျိုးတောင်းအောင်စက်တင်ပိုင်းဆိုင်ရာ file 1မျိုးနဲ့ကိုမိမိထည့်အသုံးပြုမဲ့ file 2မျိုးအသုံးပြုရပါမယ်ဟုတ်ကဲ့ကျွန်တော်ခုတောင်းပြီးသွားပြီခင်ဗျာတောင်းပြီး open လိုက်ပါ open ပြီးပြီဆိုရင်ကျွန်တော်တို့ခဏစောင့်လိုက်ပါသူ version သူပြောတယ် change log version 5.740 သူ support ပေးပါတယ်သူတရားဝင်ပေးပါတယ်အဲ့တော့ကျွန်တော်တို့ကြည့်လိုက်အောင်ဆိုဒီမှာတော့ကျွန်တော်နိုင်ငံလိုက်သင်္ကေတလိုက် fault တွေရှိပါတယ် English တို့ပြင်သစ်တို့နော်ဥရောပတို့ကျွန်တော်ဒီAussie တို့ Russia တို့တော့အရင်ဆုံးတော့ကျွန်တော် top application ကိုသွားsorry ခင်ဗျ top application my ကိုသွားရမှာခင်ဗျ my ဆိုတဲ့စကားကိုသွားပြီးရင်ကျွန်တော်တို့ my install ကိုနှိပ်ပါခင်ဗျ my install နှိပ်လိုက်ပါ my install နှိပ်လိုက်ထွက်လာလိမ့်မယ်ခင်ဗျအဲ့ဒီမှာကျွန်တော်ကတော့ခုနကျွန်တော်ပြောသလိုပဲကျွန်တော်ဒီဖုန်းကတော့ fault ထည့်ပြီးတော့ပြဿနာမရှိတော့ပထမဆုံးအကူတို့ထည့်ရမှာဒီအဲ့ဒီ Samsung Sam ဆိုတာလေးကိုအရင်ထုတ်ရမယ် Sam SAM SUNG SAM S အဲ့ဒီ Samsung Sam ဆိုတာလေးကိုကျွန်တော် install ပေးရပါမယ်ဟုတ်ကဲ့ဘယ်လို install မလဲဆိုတာကြည့်ပါသူဖောက်ပြန်ပြီးရင်ကျွန်တော်အောက်မှာရှိပါတယ် sub ဆိုတာလေးရှိပါအဲ့ဒီ sub ကိုနှိပ်လိုက်ပါဒီတော့ file user နဲ့ဒီ file user please remove has okay ပေးလိုက်ပါသူဒီ file နဲ့ဒီ Samsung Sam နဲ့ပတ်သက်တဲ့အကြောင်းအရာချက်လက်တွေသူရေးထားရှိပါတယ်စိတ်ဝင်စားပါနဲ့မဖတ်ပါနဲ့မလိုတော့ပါဘူးပြန်ထွက်လိုက်ပါဟုတ်ကဲ့ sub လုပ်ပါโอเคသူပြန် setting file တဲ့ how to ပေးလိုက်ပါ no need root ပါခင်ဗျာကျွန်တော်ခုပြတယ် no need root ပါလုံးဝ root မဖောက်ပါဘူးဒါကြောင့်ဒီပြောတယ် Samsung Sam iPhone ဆိုတာရှိပါတယ်โอเคကျွန်တော် install လုပ်လိုက်မယ်ဟုတ်ကဲ့ဒါပထမအဆင့်ခင်ဗျာအဲ့ဒီထီတော့ရှင်းမယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပြီးတော့ခင်ဗျပြီးသွားပြီဆို Samsung Sam iPhone လေးကိုနှိပ်လိုက်ပါဒါကျွန်တော်တို့ကို display ကိုတိုက်ရိုက်သွားတယ် display မှာရှိတဲ့ file style ကိုတိုက်ရိုက်သွားတာ Samsung Sam iPhone point ပြလိုက်ပြီး okay ကျွန်တော် done ပေးလိုက်မယ်ခင်ဗျdone ပေးလိုက်ပြီเนาะ okay ပြီးသွားပြီခင်ဗျနှစ်ဆင့်သွားပြီ okay နောက်တစ်ခါနောက် file တစ်ခုကိုကျွန်တော်ပြန်ထောင်းအောင်မယ်ခင်ဗျ file တစ်ခုကိုလိုတာဒီ iPhone ထဲရပါမယ်တဖြည်းဖြည်းချင်းနောက်ဆုတ်သွားပါ iPhone donate ထဲရပါပဲပြီးရင်ကျွန်တော်တို့အစကိုပြန်သွားပါခင်ဗျအဲ့ဒီမှာကျွန်တော်တို့မြန်မာလာ file တောင်းဖို့လိုတယ်version 511ကြီးဒီကောင်နဲ့ပဲ support ဖြစ်ပါတယ်နှစ်ဆင့်မှာအရင်တော့တစ်ဆင့်နဲ့ရပါတယ်အခုနောက်ပိုင်းက Thai firmware တွေပေါ့ Thai firmware တွေကအဆင်မပြေမြန်မာသားတွေကန့်တတ်ထားတယ်ဟုတ်ကဲ့ကျွန်တော်တို့မြန်မာသားထည့်မယ်ပြောကျွန်တော်တို့မြန်မာသားအင်္ဂလိပ်လိုသင်ကြတာနဲ့ပြော M1 နဲ့ပဲပြန်အဲ့တော့ M1 ကိုလိုက်ရှာလိုက်ခင်ဗျဒီအပြာရောင်နဲ့ကတော့အပေါ်က M1 မဟုတ်ဘူးเนาะဒီမှာကျွန်တော်တို့ရှိတယ်ကာလာနဲ့ပြထားတယ် M1 ကိုသွားပါဟုတ်ကဲ့ M1 ပြ
MO ရောက်ရင်ကျွန်တော်မြန်မာစာတွေ့ပါလိမ့်မယ်ဒီမှာမြန်မာ1တို့မြန်မာ3တို့ရှိပါတယ်ဒီမှာမြန် city ဆိုရရှိပါတယ်ဒါပေမဲ့ default တွေမတောင်းပါနဲ့ဒါကျွန်တော်မြန်မာဒီ Samsung de default တွေ spot မဖြစ်ပါဘူးဂျာနှုတ်ပြမမှန်ပါဘူးအမှားများပါတယ်အခုတို့ down အခုတို့မှတော့ down ယူပါမှာကျွန်တော်ဒီ whole အောက်ဆုံးမှာရှိစောကြီး1တွေ့ပါနော်စောကြီး1ဟုတ်ကဲ့ကျွန်တော်ပြန်ပြမယ်အောက်ဆုံးမှာရှိတယ်စောကြီး1မှာအဲ့ဒီစောကြီး1 install ပါမယ်ဟုတ်ကဲ့ခဏလေးစောင့်လိုက်ပါသူ false spot လုပ်ပေးနေပါတယ် false setting မှာထည့်ဖို့လည်းသူရွေးချယ်ပေးပါတယ် okay ရပါတယ်အဲ့ဒီ1အောင်လဲအောင်ဟိုလဲနေတာမစောင့်ပါနဲ့ download လာပြီးလိုက်ပါဘာမှမဖြစ်ပါဘူးစိုးကျိုးဘာမှမရှိပါဘူးဒါဆိုရင်ကျွန်တော်ကြည့်လိုက် down ပြီးတော့ခင်ဗျဒါဆိုကြည့်လိုက်ပါ Samsung 1 download completion ပြီးပါနော်ပြီးရင်ကို set ပါဒါသူက setting file မှာသူက setting file မှာဝင်လို့ရတယ်ဆိုတော့လေးပြနော် okay ပြီးလိုက်တယ်ပြီးရင်ဒီမှာနော် Zoji 1 iPhone နော်ဒီမှာကျွန်တော် install ပေးလိုက်ပါဟုတ်ပြီဒါပဲ file style ကိုသွားပါပြီကျွန်တော်တို့ setting display file style ကိုသွားတာပါ okay ကျွန်တော်တို့ပထမတစ်ပွင့်ရသူနှစ်ဆင့်ခံရတယ်နော်ပထမတစ်ပွင့်ရ Samsung file iPhone ကိုသွားရတယ်ပြီးမှဒီ file ကို spot ပေးတယ်အဲ့ဒီမှာကျွန်တော်တို့ Zoji 1 iPhone ရှိပါတယ်အဲ့ဒီမှာကောက်ချစ်လိုက်ပါ okay ပြီးရင်ကျွန်တော်တို့တန်းပေးလိုက်ပါဒါဆိုရင်သူဝင်သွားပြီခင်ဗျဆင်ပြေသွားပြီခင်ဗျ okay ဒါ open လို့မရဘူးเนาะရတယ်ပြဿနာမရှိဘူးဒါမှပေးလိုက်ပါ system ပိုင်းဆိုင်မှာဆင်ပြေတော့ပြီဟို reset ချပြီးပါခင်ဗျဒီ phone နဲ့ file ကိုအပြင်ကထည့်ရင် reset ချပြီးပါဖုန်းမနာပါဘူးခင်ဗျ reset ချဆိုတော့လည်းအပန်းမကြည့်ပါဘူးဟုတ်ကဲ့ဖုန်းကို reset ချပေးလိုက်ပါအပန်းမကြည့်ပါဘူးခဏလေးပါကြောက်တာကတော့ APEC လက်ရှိကျွန်တော်ပြတဲ့ video file မှာ version Samsung version 511နဲ့ပတ်သက်ပြီးတော့ firmware တွေကွဲပြားနေတဲ့အတွက်ဒီ Thai location မှာတော့ Thai တီနေရာမှာတော့ကျွန်တော်တို့ firmware တွေကွဲပါတယ်အဲ့တော့ firmware တွေကွဲနေတဲ့အတွက်မြန်မာသာထည့်လို့အဆင်မပြေပါဘူးအဲ့တော့အဆင်ပြေအောင်ကျွန်တော် Nisnik လေးနဲ့ software တစ်ခု down ယူပြီးကျွန်တော် Nisnik ပိုင်းဆိုင်ရာလေးတေချာလေး2ရက်လောက်ကျွန်တော်လေ့လာပြီးလုပ်ကြည့်တာပါအဆင်ပြေပါတယ် Samsung 511 phone တွေ J နဲ့ပတ်သက်တဲ့ကျွန်တော် J Jet တို့ A Jet တို့ A5 တို့ပြဿနာရှိပါတယ်ဒါကြောင့်မလို့ပါဒီကတော့ကျွန်တော်ဒါကတော့တကယ်ချင်းဖုံးပြတကယ်ချင်းဖုံးကကျွန်တော်လက်ပွေနဲ့ဆိုတော့ကျွန်တော်ဒီတိုင်းပဲလုပ်ပါတော့ဟုတ်ကဲ့အခုကျွန်တော်ထပ်ပြမယ်နော်အားလုံးဆင်ပြေသွားပြီဆိုတဲ့အကြောင်းလေးကျွန်တော်ထပ်ပြပါမယ်ပထမဆုံးအခုတို့သွားပါနံပါတ်1အခုတို့ Facebook ပဲသွားပါတော့မြန်မာသားမှန်အောင်တွေ့ပါလိမ့်မယ်ဟုတ်ကဲ့နော်ဒေါ်စုပုံစတစ်ကန်လေးလေးပေါ့အရန်တော့တယ်နော်မြန်မာသားမှန်သွားတွေ့ပါလိမ့်မယ်ဟုတ်ကဲ့ဒါ Facebook ပါဒါ Facebook ပါမြန်မာသားမှန်တော့တွေ့ပါလိမ့်မယ်ခင်ဗျာရိုက်လို့လည်းရပါခင်ဗျာကျွန်တော်ပထမကြီးဖို့သုံးပါတယ်ခင်ဗျာဒီမှာနော်ဆင်ပြေပါတယ်ခင်ဗျာတွေ့ရနော်ဟုတ်ကဲ့ပြီးရင်ကျွန်တော်နောက်တစ်ခုတင်ပေးပါဦးမယ်နောက်တစ်ခုကကျွန်တော်တို့ကြည်ပါမြန်မာသားမှန်မှာ Viber မှာထပ်ကြည့်ပါရပါတယ်ဆင်ပြေပါတယ်ဟုတ်ကဲ့ဒါတွေ့မယ်နော်မြန်မာဘယ်သူပါလဲရှင်တဲ့သူပြောတာမှန်နေပါတယ် sorry ပါဖုန်းနံပါတ်က personal ရတော့ပိတ်ရမှာဖြစ်ပါတယ် sorry ပါဒါတကယ်ချင်းဖုန်းဖြစ်နေပါတယ် personal ရပိတ်ပြီးလိုက်ပါတယ်ဟုတ်ကဲ့ပြီးရင် messenger မှာစာရိုက်ကြည့်ပါမှန်နေတော့တွေ့ပါလိမ့်မယ်ရေးကြရှိလို့ဟုတ်ကဲ့ရပြီနော်ဒါလို့ဆိုရင်အဆင်ပြေပြီလို့ထင်ပါတယ်ဒီမှာမြန်မာသားကျွန်တော် messenger မှာပါဒါဟုတ်ကဲ့ကျွန်တော် line မှာပြေးကြည့်ပါဦးမယ်အဆင်ပြေကျွန်တော် browser တော့ကျွန်တော်မကြည့်ရသေးဘူး browser ကပြဿနာသိမရှိပါဘူး browser တော်တော်များများမသုံးကြပါဘူးကျွန်တော်အခု line မှာကြည့်ပေးပါဦး line မှာလည်းဆင်ပြေပါတယ်ဟုတ်ကဲ့ line မှာကျွန်တော်စာရိုက်ကြည့်အောင်နော်နေကောင်းလားဆင်ပြေတယ်နော်ဟုတ်ကဲ့ဆင်ပြေပါတယ်ခင်ဗျာဟုတ်ကဲ့ဒါလို့ဆိုရင်511 version တွေမှာတက်နေတဲ့ပြဿနာကိုဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့နောက်ဒီ Samsung ဖုန်းတွေမှာ official para sport လေးတခုကျွန်တော်မိတ်ဆက်ပေးပါမယ်လက်ရှိဒီ sport လေးပေါ့နော် Samsung ဖုန်းမှာခလုတ်တွေကျွန်တော်ဘောလုံးခလုတ်တွေကြာနှိမ့်ဒီ home key တွေကျွန်တော် home key တွေဘောလုံးအတန်အတိုးချက်တွေနဲ့ကျွန်တော်တို့ဖုန်းပါဝင်တဲ့ခလုတ်တွေကြာရှည်နေဒီနာတတ်ပါတယ်များသောအားဖြင့်ဒီ home key တွေပြတ်တာများပါအဲ့တော့ home key မပြတ်အောင်ဒီ sport လေးကျွန်တော်ခုပြတဲ့ assistant menu လေးဒါလေးကိုဘယ်လိုထုတ်မလဲဆိုတော့ကျွန်တော်ရှင်းပြမှာခင်ဗျလွယ်လွယ်လေးပါမခက်ပါဘူးဒီကောင်ကိုကျွန်တော်ရင်ပိတ်ဖွင့်မယ်နော်ဒီ system လေးရှိခြင်းဒီ system မှာအလုပ်အများကြီးလုပ်လို့ရတယ်ခင်ဗျနော်ကျွန်တော်ဘယ်လိုထုတ်လဲပြပါမယ်
GT system တချို့မထုတ်တတ်ကြအောင်ဒါမှတအားကောင်းပါတယ် assistant menu ကျွန်တော်ပိတ်လိုက်မယ်နော်ကျွန်တော်ပြန်ဖွင့်ပြကျွန်တော်တစ်ဆင့်ရေးသွားမယ်ပထမဆုံးကို setting ကိုဝင်မယ်ပြီးရင်ကျွန်တော်တို့အောက်ကိုသွားပါဒီမှာ accessibility ဆိုရှိပါတယ် accessibility နှိပ်ပါနှိပ်ပြီးရင်ကျွန်တော်တို့ version hardware decoration and decoration နှိပ်ပါအပေါ်တော့ universal source ပါပါဝါလေးကြောင်သွားတတ်ပါတယ်ဒါနော်ဒါ direct တို့အတိပေးပါတယ်တော့ assistant menu ကိုနှိပ်ပါပြီးရင်ကိုတို့ဒီမှာနှိပ်လိုက်ပါဒါဆိုတက်လာပါပြီဒီ sport လေးဒီ sport လေးမှာအလုံးများပြီပါ reset application home screen but notification custom ဆိုတော့တီးဖြတ်တဲ့ပုံစံ move loss ဆိုတော့ power တက်တာခင်ဗျဒါပေါ်လို့အတန်တိုးချက်ပေါ့နော်ဒါဘာခလုံးမနှိပ်ဆောင်လို့တော့ခင်ဗျဒီတစ်ခုတော်တော်ပြည့်စုံနေပြီနောက်တစ်ပါမျိုးတွေခွဲလို့ရတာ power off menu section နော်ဒီဖုန်းပေါ်မှာအကုန်လုံးလုံးလုပ်လို့ရအောင်တွေ့ပါလိမ့်မယ်အခုတို့တွေ့တဲ့အတိုင်းပါပဲဒီမှာ screen shot ပါဒါကျွန်တော်ဖုန်းမျက်နှာပြင်ပြန်ရိုက်တာပါဒါဆိုရိုက်ပြီးတော့ပါခင်ဗျဟုတ်ကဲ့ screen shot ပါခုနကရိုက်လိုက်တဲ့ screen shot ပါနော်ကြည့်ကြည့်ပါဟုတ်ကဲ့အဆင်ပြေတာတွေ့ပါလိမ့်မယ်ဟုတ်ကဲ့ဒါဆိုရင်ရှင်းပြီလို့ထင်ပါတယ်နော်ဒါ Samsung ဖုန်းတွေအတွက်ရည်ညွှန်းပါတယ် Noni root ပါလုံးဝ root ဖောက်စီရမလိုပါဘူးမလိုအပ်ဖက်နဲ့ root မဖောက်ပါနဲ့ root ဖောက်တာကိုလည်းကျွန်တော်အားမပေးပါဘူးဒါဆိုရင်ကိုညီကိုတွေညီမတွေအဆင်ပြေပြီလို့ထင်ပါတယ်တစုံတရာမရှင်းဘူးဆိုရင်ကျွန်တော် chat box က Messenger မေးလို့ရပါတယ်ကျွန်တော်အားလိုက်ချင်ရှင်ပြန်ဖြေပေးပါမယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်